ဘာကောင်းလို့ကားသမားလီယိုနယ်မက်ဆီရဲ့ပုံရုပ်ထုကိုသူ့မွေးရမြေအာဂျင်တီးနားမှာအင်္ဂါနေ့ကဖွင့်လှစ်ပြသလိုက်ပါတယ်မြို့တော်ဘီနိုအေမှာရုပ်ထုပြသထားမှုဟာတက်ရှိလူမက်ဆီရဲ့နိုင်ငံလေယာဉ်စဉ်ကစားသမားဘွားကနိုင်ယူမဲ့ဆုံးဖြတ်ချက်ကိုပြန်သုံးသပ်စေနိုင်လိမ့်မယ်လို့မြို့တော်ဝန်ဟိုရာစီယိုရိုရီကွက်လာတာကပြောပါတယ်အာဂျင်တီးနားဟာပြီးခဲ့တဲ့ကိုပါအမေရိကဖလားဘောလုံးပွဲမှာလက်ရှိချန်ပီယံချီလီကိုပယ်နယ်တီနဲ့ရှုံးခဲ့ပါတယ်အဲဒီဘောလုံးပွဲမှာပထမဆုံးပယ်နယ်တီကိုလွဲချော်ခဲ့တဲ့မက်ဆီကလေယာဉ်စဉ်ကစားသမားဘွားကနိုင်ယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်မက်ဆီရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ဖို့1986ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းသားတွေကလည်းတောင်းဆိုထားကြပါတယ်။ဖိုင်ချီမင်တွေပိုလီအက်စတာအမည်တွေနဲ့ဖန်တီးကြတဲ့မက်ဆီရုပ်ထုကိုမြို့တော်ရဲ့ကော့စတာနီယာစာပန်းညံကနိုင်ငံကုန်ဆောင်အားသမားတွေကိုဂုဏ်ပြုတဲ့နေရာမှာထားရှိတာဖြစ်ကြောင်းဗိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျွန်တော်အောင်ဝင်းပါ